ရာသခင်သည်သင်တို့နှင့်ရှိပါစေကိုယ်တော်၏ဝိညာဉ်နဲ့လည်းရှိပါစေသမ္မာထေပြေထားသောဧဝံဂေလိချမ်းတော်စကားသည်။အိုဖျားသခင်ကိုရောရှင်အားဘုန်းတော်ကုံတော်ရှိပါစေယေရှုခရစ်တော်သည်တပည့်တော်ကြီးတို့အားမိန့်တော်မူသည်ကားသန့်ရှင်းမွန်မြတ်သောအရာများကိုခွေးတို့အားမပေးကြနှင့်သင်တို့၏ပလဲယတနာများကိုလည်းဝက်တို့၏ရှေ့တွင်ပြစ်ချမထားကြနှင့်ထိုသို့ပြုခဲ့လျင်၎င်းတို့သည်ထိုအရာများကိုခြေဖြင့်နင်းခြေပြီးနောက်လှည့်၍သင်တို့ကိုရန်ပြုကြလိမ့်မည်သင်တို့အားသူတစ်ပါးတို့ပြုစေလိုသည့်အတိုင်းသင်တို့သည်သူတစ်ပါးတို့အားပြုကြလော့ဤဒီကပညာတော်တရားချမ်းနှင့်ပရောဖက်ချမ်းတို့ပင်ဖြစ်သည်ကျင်းမြောင်းသောတကားမှဝင်ကြလော့အကြောင်းမူကားပျက်စီးခြင်းသို့ပို့ဆောင်သောလမ်းသည်ကျယ်၍တကားသည်လည်းကျယ်ဝန်းသဖြင့်ထိုလမ်းမှဝင်ရောက်သောသူတို့သည်များပြားလာ၏သို့သောထာဝရအသက်သို့ပို့ဆောင်သောလမ်းသည်ကျဉ်း၍တကားသည်လည်းကျဉ်းမြောင်းသဖြင့်ထိုလမ်းကိုတွေးရှိသောသူတို့သည်နည်းကြ၏မောမြတ်သောဧဝံဂေလိချမ်းပေသည်။အိုခရစ်တော်သခင်ကိုရောရှင်အားချီးမွမ်းထောပနာရှိပါစေကျွန်တော်တို့တွေယဟန္တာတန်ပေထုနဲ့တန်ပေါလုကိုတရားချီညိုခြင်းပြုလုပ်ကြတယ်ကျွန်တော်တို့တွေအသက်တာမှာကျွန်တော်တို့ယုံကြည်ရာအားကိုးရာယဟန္တာသည်တော်၎င်းခရစ်တော်ဖျားရှင်တော်၎င်းကျွန်တော်တရားချီညိုခြင်းတွေလုပ်ကြတယ်ဆုတောင်းတယ်နိုဗီနာတွေလုပ်တယ်ကျေးဇူးတော်တွေတောင်းခံကြတယ်ဒီကနေ့ဘာသာဝင်သားသမီးတွေကိုသိစေခြင်းတဲ့အရာလေးတစ်ခုဟာတရားကြည်ညိုခြင်းဆိုတာကကျွန်တော်တို့ကျေးဇူးတော်တောင်းခံသလောက်ပဲနဲ့အစင်မပြေဘူးကျွန်တော်တို့တောင်းခံနေတဲ့တရားကြည်ညိုခြင်းတွေပြုလုပ်နေတဲ့ပုဂ္ဂိုလ်ရဲ့ပါရမီတွေကိုစီးဘူးနိုင်မှစီးဘူးတတ်မှစီးဘူးခြင်းမှတရားကြည်ညိုခြင်းဆိုတဲ့အနှစ်သာရအတိတ်ဘက်ကပို့ပြီးပြေဝတယ်။များဖြစ်ကျွန်တော်တို့ဆုတောင်းတယ်လူရဆုတောင်းတယ်ကျမ်းမာစသည်ဖြင့်ဒါပေမဲ့ကျွန်တော်တို့တွေဒီဆုတောင်းတရားကြည်ညိုခြင်းပြုလုပ်တဲ့ပုဂ္ဂိုလ်တွေရဲ့ပါရမီအတုယူဖို့တော့အားနည်းနေတာကိုကျွန်တော်တို့တွေတွေ့ရတယ်။ဒါကြောင့်မလို့တရားကြည်ညိုခြင်းလုပ်တဲ့အခါမှာဘယ်ယဟန္တာဘို့ပဲဘယ်ပုဂ္ဂိုလ်ပဲတရားကြည်ညိုခြင်းလုပ်သူတို့ရဲ့ပါရမီလေးတွေကအတူယူပြီးတော့အသက်တာကိုစောင့်တည်စေခြင်းနဲ့အဲ့ဒါကပို့ပြီးတော့ပြည်ပြင်းတဲ့တရားကြည်ညိုခြင်းဖြစ်တယ်ဒီကနေ့ကျွန်တော်တို့တွေကျမ်းနာတဲ့ကျမ်းစာထဲမှာဆိုလို့ရှိရင်ဒီတန်ဖိုးရှိတဲ့အရာတွေကိုခွေးတို့ဝက်မှာမထားနဲ့ဒီကနေ့တန်ဖိုးရှိတဲ့အရာပါလဲလို့ပြန်ကြည့်တဲ့အခါမှာနှုတ်ကပတ်တော်ပဲဖြစ်တယ်နဲ့နဲလာတဲ့နှုတ်ကပတ်တော်ကြီးတွေကိုလူတွေကိုသွန်သင်ဆုံးမပြောပြတဲ့အခါမှာလူတိုင်းလက်မခံနိုင်ဘူးလက်မခံနိုင်တဲ့အရာတစ်ခုကိုအတင်းအာဓမမလုပ်ပါနဲ့တွားပြီးတော့မချပြနဲ့ကိုတန်ဖိုးရှိတဲ့အရာကအလကားပဲဒါကြောင့်လို့တန်ပေါလုကောရိန္သုမြို့သားရေးထားတဲ့ကျမ်းထဲမှာ1ကောရိန္သုအခန်းကြီး3အခန်းငယ်1ကနေနှိပ်ပြီးတော့ဗာပြောထားလဲတန်ပေါလုဘာရေးထားလဲဆိုလို့ရှိရင်သူ့ရဲ့အတွေ့အကြုံပေါ့သူတွေ့ကြုံခံစားသူလည်းဟောတယ်ပြောတယ်သိတယ်ဒါပေမဲ့လက်မခံတဲ့အခြေအနေတစ်ခုရောက်လာတယ်သူစိတ်ပြည့်တော့သူစာလေးတစ်စောင်ရေးထားခဲ့တာဘယ်လိုရေးထားအတိတ်ဘက်ကဘာကိုပြောချင်လဲဆိုလို့ရှိရင်နို့ပဲတောက်တတ်တဲ့ကလေးကိုတဲ့မာတဲ့အစားအစာကိုသွားမကြွေးပါနဲ့တဲ့အခန်းကြီး3အခန်းငယ်1ကနေ2မှာဖတ်ကြည့်အဲ့သဘောလေးဒီကလေးဒီလူတယောက်ကနို့ပဲသူတောက်နိုင်တဲ့အားရှိတယ်မာတဲ့အစားအစာသွားကြွေးသူမဝါနိုင်ဘူးထိုနည်း၎င်းပဲကျွန်တော်တို့ရဲ့နှုတ်ကပတ်တော်တရားတော်တွေကိုလက်မခံနိုင်တဲ့လူကိုအတင်းအဓမ္မသွားမလုံးနဲ့အဲ့ဒီခါကျတော့မေးခွန်းမေးလာစရာရှိတယ်ဒါဆိုရင်မပြောပြရတော့ဘူးလားမသွန်သင်ရတော့ဘူးလားမဟောရတော့ဘူးလားဆိုတာဖြစ်လာပြန်ရော
မဟုတ်ရပါဘူးပြောရမယ်တွန်းတင်ရမယ်ဒါပေမဲ့ဘယ်လိုနီးနဲ့လဲတွန်းတင်ပြောလို့မရတဲ့အခါဘာလို့လုပ်ရလဲဆိုလို့ရှိရင်ဒီကနေ့ကျွန်တော်တို့ရဲ့ဘဝအသက်တာနဲ့တက်တည်ကတီးခံရတယ်တခါလေကျွန်တော်တို့ပြောတွန်းတင်တဲ့ຢာလူတွေကဆန့်ကျင်မဲ့လုပ်တဲ့အခါတီးခံရတယ်မေတ္တာထားပြီးတီးခံသူတို့ဆုတောင်းပေးရတယ်သူတို့ရဲ့ပြောင်းလဲမှုလေးကိုဆုတောင်းပေးနောက်ဆုံးလူတွေကလက်ခံနိုင်ဖို့ဆိုတာသူတို့ကဘာကိုကြည့်လဲဆိုတော့စာရီမဖတ်တော့ဘူးသူတို့စာဖတ်တာပါလဲပြောတဲ့သူရဲ့ဘဝကိုစာကိုဖတ်တယ်ဒီလူပြောတာဒီလူဟောတာဟုတ်ပြီသူဘယ်လိုနေလဲဆိုတာအဲ့ဒါကိုကြည့်တာဒါကြောင့်မလို့ကျွန်တော်တို့တွေပြောဟောခြင်းဆိုတဲ့အောင်မြင်မှုတစ်ခုဟာကျွန်တော်တို့ကြင်ကြံအားထုတ်မှုရဲ့သက်သေပြမှုအပေါ်မှာမူတည်ပြီးတော့အောင်မြင်တယ်ဆိုတာကိုတွေ့ရတယ်ဒါကြောင့်မလို့ကျွန်တော်တို့တွေဒီကနေ့တို့တွေအားလုံးဟာကိုယ့်ရဲ့နေ့စဉ်အသက်တာနဲ့အပြောအဆိုအပြုမှုအားလုံးဟာပုံကောင်းသက်သေအားဖြင့်စောင့်တည်ခြင်းဟာတပါးသူကိုကျွန်တော်တို့တွေသွန်သင်ခြင်းပဲဆိုတော့ဒါကြောင့်မို့အဲ့ဒါမှတန်ဖိုးရှိတဲ့အရာကပို့ပြီးတော့ကျွန်တော်တို့ရဲ့အသက်တာမှာပို့ပြီးပြည့်ပြည့်မယ်ဒုတိယကျမ်းချက်လေးဒုတိယတစ်ချက်ကဘာပြောထားလဲဆိုရင်နော်သူတစ်ပါးကိုပြုတ်လို့တယ်ကိုယ့်ကိုပြုတ်လို့စေချင်သူတစ်ပါးလည်းပြုတ်လို့ပါတယ်ကျွန်တော်တို့ကလိုချင်တာကမာယာမပါတဲ့အချစ်ကိုလိုချင်တာအဲ့ဒါကိုကျွန်တော်တို့ကရိုးသားတဲ့အချစ်ကိုမပေးနိုင်ဘူးဆိုလို့ရှိရင်လည်းမဖြစ်သေးဘူးသူတစ်ပါးရှိရနာကျင်နာခြင်းကိုတော့လိုချင်တယ်ကိုပေးတာသူများကိုနာကြည်ခြင်းဒါလည်းမဖြစ်သေးဘူးကျွန်တော်တို့လိုချင်တာကမေတ္တာပေးလိုက်တာကအမုန်းတရားဆိုတာလည်းမဟုတ်သေးဘူးကိုလိုချင်တဲ့အတိုင်းကိုပေးပါဟိုတနေ့ဈေးသွားဝယ်တယ်ဈေးသွားဝယ်တော့ဈေးတွေကသူပေးလိုက်တဲ့အရာတွေကအပုတ်တချို့အကောင်းတချို့နဲ့ဖုံးကြီးရလဲသူအဲ့ဒါပတ်စံအပြဲပေးလိုက်တော့ဘာပြောလဲဆိုရင်ပတ်စံအပြဲကြီးဖုံးကြီးလာပြောနေပေးလိုက်တဲ့အရာရအပုတ်တွေပါတယ်လေလို့စကားအများကြီးပြန်လာခဲ့ရဒါဘာဖြစ်ဖြစ်ပြောချင်တာကအကောင်းလို့ချင်အကောင်းပေးမေတ္တာလို့ချင်မေတ္တာပေးကျင်နာခြင်းလို့ချင်ကျင်နာပင်နာကျင်ခြင်းနဲ့သွားမပေးနဲ့ဒီကနေ့သခင်ခရစ်တော်ကျွန်တော်တို့ရဲ့အသက်တာကိုစောင့်တည်ကျင်းတဲ့လမ်းကိုရှောက်ပါတကားကိုသွားပါကျင်းတဲ့လမ်းကျင်းတဲ့တကားကဘာလဲလို့ပြန်ကြည့်တဲ့အခါမှာဒီကနေ့ကျွန်တော်တို့စောင့်တည်ရတဲ့အသက်တာကြီးဟာအမတန်မှခက်တယ်ဘာဖြစ်လို့ခက်လဲဆိုဒီကနေ့လောကကြီးမှာရှိနေတဲ့အသက်တာနဲ့ကျွန်တော်တို့ခရစ်ယာန်အသက်တာစောင့်တည်နေရတာဆန့်ကျင်ဘက်တွေကြီးပဲဒီကနေ့လောကကြီးမယိုးသားဘူးဒါမဲ့ကျွန်တော်တို့အသက်တာယိုးသားမှုကိုအားထုတ်ရမယ်တုံ့သင်တယ်ဒီကနေ့လောကကြီးမှာချီနှောင်မှုတွေပဲဒါပေမဲ့ကျွန်တော်တို့အသက်တာကခွင့်လွှတ်ရမယ်ဆိုတာတုံ့သင်ထားတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီအရာတွေကိုခုနခွင့်လွှတ်နိုင်ရမယ်ရိုးသားမှုအားထုတ်နိုင်အဲ့ဒါတွေကခက်ခဲတယ်အဲ့ဒါတွေကခက်ခဲပေမဲ့ကျွန်တော်တို့ကောင်းငင်ကိုပို့ပေးတဲ့လမ်းဖြစ်တယ်ဒါကြောင့်မလို့ကျင်းတဲ့လမ်းကိုလျှောက်ပါဆိုတာကကျွန်တော်တို့လောကကြီးနဲ့ဆန့်ကျင်ပြီးတော့အသက်တာကိုယ့်ရဲ့ခရစ်ယာန်သက်တာကိုစောင့်တည်မှကျွန်တော်တို့မျှော်လင့်ထားတဲ့ဒုက္ခချမ်းသာကိုရောက်မယ်ဆိုတာကိုဒီကနေ့သခင်ခရစ်တော်ပြန်ပြီးအတိအသတိပေးတယ်ဘာသာဝင်သားသမီးဓမ္မမိတ်ဆွေတို့ဒီကနေ့ကျွန်တော်တို့နေ့စဉ်နဲ့ရှင်သန်တဲ့အသက်တာကြီးမှာကျွန်တော်တို့ရဲ့ခရစ်ယာန်ဆိုတဲ့အသက်တာကိုစောင့်တည်နေတဲ့အခါမှာတပါးသူတွေကိုကောင်းတဲ့အပြောဆိုအကျင့်ပုံစံပြုမှုများအဖြစ်ကောင်းတဲ့ပုံသက်သူကိုပြချင်အဖြစ်ကိုယ့်ရဲ့ယုံကြည်ခြင်းလေးကိုသက်သေခံတယ်လို့ဒီကနေ့ကျွန်တော်တို့လိုချင်တဲ့ကောင်းမြတ်ခြင်းနဲ့အကောင်းတွေဟုသမျှကိုသူများရှေ့လိုချင်လို့ပေးနိုင်တဲ့လူသားဖြစ်နိုင်ဖို့လဲအားထုတ်ရမယ်။နောက်ဆုံးကျွန်တော်တို့သွားတဲ့ခရီးသွားတဲ့လမ်းလျှောက်တဲ့ခရီးကကျင်းမြောင်းတဲ့လမ်းဆိုတဲ့အခါဒီကျွန်တော်တို့တွေခွင့်လွှတ်နိုင်ရမယ်။တပါးသူကိုမေတ္တာထားနိုင်ရမယ်။ခက်ခဲပေမဲ့ကျွန်တော်တို့တွေအားထုတ်ရမယ်။ဇွဲမရှိရဘူး။ကျင်းမြောင်းပေမဲ့အားထုတ်ပြီးသွားရတဲ့အသက်တာပါ။ခက်ခဲပေမဲ့ကြိုးစားနေရတဲ့အသက်တာပါ။ဒါဟာကျွန်တော်တို့ရဲ့ခရစ်ယာန်အသက်တာပါဒီအချက်လေးတွေကိုနှလုံးသွင်းပြီးတော့ကျွန်တော်တို့ရဲ့ကြံရှိတဲ့အသက်တာလေးကိုဘုရားကျေးဇူးနဲ့ပေါင်းစပ်ပြီးဆက်လက်အားထုတ်ကြိုးစားသွားကြရအောင်